L220 Epson L220 တွေမဟုတ်ဘူး360 3120 3250ဒါတွေမှာ customer တွေအဖြစ်များတာကမီနီနှလုံးလင်းနေတယ်ပေါ့မီနီနှလုံးလင်းနေတကယ်ကသူက printer မှာပါတဲ့မီနီနှလုံးဆိုတာကသူက preview ပဲပြပေးတဲ့သဘော error တစ်ခုဖြစ်နေပါပြီပေါ့ဒါပေမဲ့တော်တော်များများမီနီနှလုံးလင်းကောင်တာပြည့်တယ်လို့ထင်ကြတယ်ပေါ့အဲ့တော့မီနီနှလုံးလင်းတိုင်းကောင်တာမဟုတ်ဘူးအခုဒီ printer ဆိုရင်မီနီနှလုံးလင်းတယ်ဒီအခုလက်ရှိမီနီနှလုံးလင်းနေရတဲ့အကြောင်းကကျွန်တော်ဒီ scanner တက်မှတ်ထားလို့မီနီနှလုံးလင်းတယ်တကယ်လို့ကျွန်တော်ဒီကောင် print ထုတ်မယ်ဆိုလို့ရှိရင်သူက print ပေးပြီးတော့ထွက်လိမ့်မယ်ဆိုပါလို့ကျွန်တော် sample print လေးထုတ်ကြည့်မယ်နော် print လေးထုတ်လိုက်မယ်print ထုတ်ရင်သူဒီပဲ print ထွက်တယ်ပြောချင်တာကမီနီနှလုံးလင်းလို့လင်းနေပြီမဲ့လေ print ထွက်တယ်ဆိုတာကကျွန်တော်မီနီလင်းတဲ့ error ကဘာကြောင့်လဲဆိုတော့အပေါ်မှာ scanner တက်မှထားလို့တကယ်လို့ scanner တက်ထားရက်နဲ့ scanner ကိုတက်ပြီးတဲ့ cable ကျိုးပေါ့ဒီ cable ကျိုးကပြတ်နေရင်တခုမှားနေရင်လည်းသူကမီနီနှလုံးလင်းမယ် print ထုတ်လို့ရအဲ့တော့မီနီနှလုံးလင်းလို့ဆက်ကကိုယ်ဆက်က print ထုတ်ကြည့်လိုက် print ထွက်လာတယ်ဆိုရင်ကျွန်တော်ကအပေါ်ချမ်းပေါ့နော်အပေါ်ချမ်းမကောင်းဘူးပေါ့အခုဒီအနေထားဆိုလို့ရှိရင်အဆင်းကြောင်းတွေပါလာခက်ကကြာနေတယ်ခက်ကကြာနေတာဖြစ်တဲ့အတွက်အဆင်းကြောင်းတွေပါတယ်ဒီလိုအချိန်မှကျွန်တော်တို့ဒီ control P ဒီ printer ရဲ့ setting မှာကျွန်တော်ကဘာလုပ်လို့ရလဲဆိုတော့ mode setting နဲ့ဝင်နေပေါ့နော်ကွန်ပျူတာတစ်လုံးနဲ့လုံးတော့မတူဘူး paper type နေရာမှာကျွန်တော်ဒီ Epson Max ပြီးလို့ရှိရင် height အဲ့ဒါမျိုးထုတ်တယ်ဆိုလို့ရှိရင်ခုနကအစင်းချောင်းလို့တော့မပါဘူးပုံလဲပိုကောင်းနေမယ်ပြီးလို့ရှိရင်စာရွက်ကထွက်တာတော့နှေးလိမ့်မယ်သူက head ရိုက်ချက်ကနှစ်ချက်ကနေ၄ချက်ကိုပြောင်းသွားတယ်ပေါ့ဒါကတော့တစ်ပိုင်းပေါ့နော်ဒါကတော့ထားပါအဓိကတော့မီနီနှလုံးလင်းရင်ကြည့်တတ်မဲ့ error လေးကျွန်တော်ပြောပြမယ်ကြည့်ရမယ့် error ပေါ့မနေ့ကကျွန်တော်ပြောခဲ့သလိုပဲ CON control panel လို့ရိုက် device and printer တွေကိုကျွန်တော်တို့ဝင်မယ်ပြီးရင်ဒီကောင်ရဲ့ model နံပါတ်ဖြစ်တဲ့220ကျွန်တော် right click ထောက်လိုက်မယ် right click ထောက်ပြီး print the preference တွေကိုကျွန်တော်တို့ဝင်ပြီးဆိုရင်ကျွန်တော်က maintenance ဆိုတဲ့ထဲကိုဝင်မယ်ပြီးရင် Epson status monitor ပေါ့နော်စာတက်ပုံ logo icon လေးကိုကျွန်တော်ကနှိပ်လိုက် Epson status monitor မှာကျွန်တော်ပြတယ်နှိပ်လိုက်ပြီဆိုရင်သူဒီမှာဆိုရင် Epson status monitor လေးပေါ့နော်ပြီးလို့ရှိရင် Epson ready ပေါ့နော်ဒီကောင် it is ready to print ကောင်းဒီ print ထုတ်လို့ရတယ်ဒီမှာ error က scanner error ဆိုလို့ရှိရင်တော့သူကပြမပေးဘူးဗျဒါပေမဲ့တခြားသော error ကောင်တာတို့ဘာလို့ဖြစ်တယ်ဆိုရင်ဒီနေရာမှာဗာပြမယ် your inbox is live ဘာညာပေါ့နော်ကျွန်တော်အလွတ်တော့မရတော့ဗျာပြောချင်တာဒီနားမှာ your inbox is live ဆိုပြီးဘယ်လိုရေးထားလဲကျွန်တော်မှတ်တော့မမှတ်မိတော့ဒါပေမဲ့မြင်တော့ကျွန်တော်ကသိတာပေါ့နော်ပြီး error ကုတ်နေရတယ်ဆိုရင်ဆိုပါစို့0031တို့0010တို့0001တို့အများကြီးပေါ့နော်ဒီခါလေးကြာဒီနားမှာ paper jam ဒီနားမှာ general တို့ခုမှပြောချင်တာ error ရဲ့အဓိက main error ဒီနေရာမှာသွားကြည့်ရဒီနေရာပေါ်မှာမူတည်ပြီးတော့ printer တစ်ခုလုံးမှာမျိုးစုံ error ဖြစ်တယ်ဥပမာ clean ဖြစ်တဲ့ motor ကြိုးတွေဖြစ်တဲ့ circuit cable လည်းဖြစ်တဲ့ ribbon cable လည်း sorry pack cable လည်းဖြစ်တဲ့ encoder လည်းဖြစ်တဲ့ inbox တွေလည်းဖြစ်တဲ့ motherboard တွေလည်းဖြစ်တဲ့ပေါ့ဖြစ်တဲ့ error တွေကအများကြီးဒါပေမဲ့အဓိကကျွန်တော်ဒီ video မှာတက်ထားပြီးပြောချင်တာမီနီနှလုံးလင်းတိုင်းကောင်းတာမဟုတ်ဘူးပေါ့နော်မီနီတစ်လုံးနဲ့လင်းတိုင်းလည်း paper jam မဟုတ်သလိုပေါ့နော်မီနီလင်းလို့ရှိရင်ဒီမှာလည်းတင်ဂီတာလေးပါတယ်စေးသက်တင်ဂီတာလေးရဲ့ပြီးလို့ရှိရင် paper တင်ဂီတာလေးရဲ့ပေါ့ဒီ paper နေရာမှာတစ်လုံးနဲ့လာလင်းရင်တော့သူ paper jam ပေါ့နော် paper jam ဖြစ်တဲ့နေရာတော့အများကြီးရှိတယ်ပေါ့ပြီးလို့ရှိရင်ဒီစေးလေးတစ်ခုပဲလင်းနေဆိုလို့ရှိရင်အိုက်စေးလေးတစ်ခုပဲလင်းနေဆိုရင်တချို့ printer တွေဆိုရင်ဆေးကို reset ချပေးရတာရှိတယ်ချို့ printer တွေဆိုလို့ရှိရင်ဆေးကိုဒီတက်မသိတာမျိုးတွေရှိတယ်ပေါ့အမျိုးမျိုးရှိတယ်အဲ့တော့အဓိကပြောချင်တာကမီနီနှလုံးလင်းနေဆိုတိုင်းကောင်းတာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးကိုသိထားဖို့အတွက်ကျွန်တော်ဒါမျိုးကလေးဒါပြောပြလိုက်သဘောပါโอเคမီနီနှလုံး error လေးကိုဘယ်လောက်ဆိုရင်တော့နားလည်မယ်လို့ထင်ပါတယ်เนาะကျေးဇူးတင်ပါတယ်